မြဝတီအသင်းကတော့ရတနာပုံအသင်းကိုအနိုင်ယူပြီးဒီရာသီမှာပထမဆုံးနိုင်ပွဲကိုစတင်ရရှိခဲ့ပါပြီမြန်မာ1 Min League 2026 28ပွဲစဉ်၄မှာရတနာပုံအသင်းကိုတကူဂိုးမရှိဆိုတဲ့ရလဒ်နဲ့မြဝတီအသင်းအနိုင်ရခဲ့တာပါပွဲတစ်လျှောက်ရတနာပုံအသင်းကဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးကစားနိုင်ခဲ့ပေမဲ့မြဝတီအသင်းရဲ့ခိုင်မာတဲ့ခံစစ်ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူးပွဲချိန်88မိနစ်မှာတော့မြနှင်းဝေကမြဝတီအတွက်အဖိုးတန်အနိုင်ဂိုးကိုတွင်းယူပေးခဲ့တာဖြစ်ပါတယ်မြောက်ချပေးလာတယ်အေးဝင်လာတယ်အလေထပ်ပြီးတော့ထွဲလာတယ်ခေါင်းတိုက်ထားပြီးကိုဘီမြောက်ထမပိုင်းပြီးခါနီးမှာရတနာပုံအသင်းရရှိခဲ့တဲ့ပယ်နဲ့ဒီကအငင်းပွားဖွယ်ရာဖြစ်နေခဲ့လို့ဝင်းသိန်ကြီးထွန်းကအသင်းဟောင်းအတွက်ရည်ရွယ်ချက်ရှိနဲ့ဘေးကိုကန်ထုတ်ပေးခဲ့တာကတော့ပရိသတ်တွေကြားမှာစိတ်ဝင်စားစရာဖြစ်ဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်ဥဆောင်ခြင်းတော့ခံသွားအောင်မလားဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ကိုယ်နဲ့မှာတော့အနေငယ်ညရီတင်ကစားမတွေရဲ့စော်တကာတက်မှုကိုတော့ပြင်တွေ့ထားခဲ့ရတာဖြစ်ပါတယ်ဆိုင်ရတဲ့ဝင်းသိန်ကြီးထွန်းဖြစ်ပါတယ်ဝင်းသိန်ကြီးထွန်းလက်ကန်နေအသင်းကောင်းဆောင်ဝင်းသိန်ကြီးထွန်းအစောပိုင်းကအခြေအနေနဲ့ပတ်သက်ပြီးတော့ဘိုးပေါင်းနဲ့လွဲပြီးတော့ကန်ပြီးတော့အဆုံးသတ်ပေးခဲ့တာဖြစ်ပါတယ်ပွဲပြီးမှလည်းရတနာပုံအသင်းရဲ့နောက်ဆုံးမိနစ်တွင်းဂိုးကိုဘေးတိုင်ကလူကြုံဘောဖြစ်သတ်မှတ်လိုက်တာကအငင်းပွားစရာဖြစ်ခဲ့ပြီးရတနာပုံအတွက်အတော်လေးနစ်နာခဲ့ရပါတယ်မြဝတီအသင်းကတော့ဒီနိုင်ပွဲနဲ့အတူရတနာပုံနဲ့အတွေ့မှာပထမဆုံးအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်ပရိသတ်တို့အမြင်မှာကောဒီပွဲစဉ်ရဲ့အဓိကအပြောင်းလဲကဘာလို့ထင်ပါသလဲအခုလိုမျိုးဘောလုံးသတင်းတွေကိုအမြဲမပြတ်သိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ page ကို like လုပ်ပြီး follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်